ရက်ဆက်စွာတပ်ဖြတ်မှုတွေကြားကထိုင်းနဲ့မြန်မာရဲ့အဆိုးရွားဆုံးစစ်ပွဲကြီးအမြောက်တန်နေဟင်းထွက်နေတဲ့ကြားမှာအလောင်းမင်းတရားကြီးဘာကြောင့်ရုတ်တရက်နဲ့ရွာဆန်းခဲ့ရတာလဲအမြောက်ကွဲတာလားဒါမှမဟုတ်ယောဂါကြောင့်လားဒါဟာကျူးကျော်စစ်လားဒါမှမဟုတ်အမျိုးသားရေးအတွက်မဖြစ်မနေတိုက်ခဲ့ရတဲ့စစ်ပွဲလားဆိုတာတမိုင်းပညာရှင်တွေဖုံးကွယ်ထားခဲ့တဲ့အချက်လက်တွေနဲ့အတူကျွန်တော်မောင်ချိုင်းဒီနေ့ဖွင့်ချပြပါမယ်အယုဒ္ဓယတံမပျက်စီးခဲ့ရင်ဒီနေ့ခေတ်ဘန်ကောက်မြို့ကြီးဆိုတာရှိလာဖို့မသေးလာပါဘူးတစ်ချိန်ကသွေးချင်းหนีခဲ့ရတဲ့တမိုင်းတင်ငယ်သားကနေဒီနေ့ခေတ်မှာခွဲခြားလို့မရတဲ့ယဉ်ကျေးမှုတန်ရောစင်တွေနဲ့ဘလို့တောင်သွေးချင်းหนีသွားခဲ့ကြတယ်လေဝင်းရုပ်တစ်ချောင်းကနေဧကရိဖြစ်လာသူရဲ့နောက်ဆုံးခရီးနဲ့အယုဒ္ဓယပြပုံကြားကလှုပ်ဝက်ချက်တွေကိုတည်ကြည်ရင်တော့အခုပဲအဆုံးထိကြည့်လိုက်ရအောင်ဗျာမြမသမိုင်းမှာရောယူရီးယားသမိုင်းမှာပါဩဇာကြီးမားတဲ့အလောင်းမင်းတရားကြီးနဲ့အယုဒ္ဓယစစ်ပွဲအကြောင်းတမိုင်းပညာရှင်တချို့ဖုံးကွယ်ထားခဲ့တဲ့အချက်အလက်တွေကိုပါအရှိကိုအရှိတိုင်းပြည့်စုံပြောပြပေးသွားမှာဖြစ်ပါတယ်။နာကြီးဝယ်ရာတွေနဲ့အစပြုခဲ့ပြီမယ်။ကြည်နူးဝယ်ကောင်းတဲ့အဆုံးသတ်အထိကြော်မသွားပဲကြီးရှုပေးဖို့ဖိတ်ခေါ်ခြင်းပါတယ်။မြန်မာတက္ကသိုလ်1100ကျော်ကာလမှာမုတ်ဆိုးကိုရွာတကြီးဦးအောင်စရာဟာဂုံးမောင်မင်းဆက်ကိုထူထောင်ပြီးမြန်မာနိုင်ငံကိုပြန်လည်စုစည်းခဲ့ပါတယ်။တစ်ဖက်မှာလည်းအယုဒ္ဓယအင်မတန်အင်အားတောင့်တင်းတဲ့အင်ပါယာတစ်ခုအဖြစ်ရပ်တည်နေတယ်မလို့ဒီစစ်ပွဲဟာအင်မတန်ပြင်းထန်ခဲ့ရပါတယ်ဒီစစ်ပွဲကိုစတင်စေခဲ့တာကတဝယ်ပြဿနာတွေနဲ့အယုဒ္ဓယဘက်ကိုထွက်ပြေးခိုလုံသွားတဲ့မွန်စစ်တီတွေကြောင့်လို့တမိုင်းတချို့မှဆိုပေမဲ့တကယ်ရည်ရွယ်ချက်ကတော့အရှိတောင်အာရှမှာဘသူအရှင်သခင်လဲဆိုတာကိုပြသဖို့ရွေးချယ်ခဲ့ကြတဲ့စစ်ပွဲကြီးဖြစ်ပါတယ်အယုဒ္ဓယဘက်ကဒါကိုကျူးကျော်စစ်လို့တတ်မှတ်ခဲ့ပေမဲ့ဥအောင်စရာဘက်မှာလည်းခိုင်လုံတဲ့အကြောင်းပြချက်တွေရှိနေခဲ့ပါတယ်အလောင်းမင်းတရားကြီးကခန္ဓာဝရီကိုအောင်နိုင်ပြီးတဲ့နောက်ထွက်ပြေးသွားတဲ့မွန်ခေါင်းဆောင်တွေကိုအယုဒ္ဓယဘုရင်ကခိုလုံခွင့်ပေးခဲ့ရုံသာမကပဲသူတို့ကိုလက်နက်ခဲယမ်းတွေထောက်ပံ့ပြီးမြန်မာနိုင်ငံတောင်ပိုင်းကိုပြန်လည်နှောက်ယှက်ခိုင်းနေတာကြောင့်နယ်စပ်တည်ငြိမ်ရေးအတွက်စစ်ပွဲကိုရွေးချယ်ခဲ့ရတာလည်းဖြစ်ပါတယ်။ဒါအပြင်ကုန်တယ်ရေးအတွက်အချက်အချာကျတဲ့တနင်္သာရီနဲ့တဝယ်ဒေသတွေကိုအယုဒ္ဓယဘက်ကအကြိမ်ကြိမ်ကျူးကျော်ဖို့ကြိုးစားနေတာတွေကလည်းအဓိကအကြောင်းရင်းတစ်ခုဖြစ်ခဲ့ပါတယ်။အလောင်းမင်းတရားကြီးဟာကုန်းမောင်အင်ပါယာကိုခိုင်မာအောင်တိစောက်ဖို့နဲ့နောက်မှာအယုဒ္ဓယဘက်ကထပ်မံမကျူးကျော်နိုင်အောင်အမြင့်ပြတ်ခြေမုံးမယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့အတူအယုဒ္ဓယမြို့တော်အထိကိုယ်တိုင်ဦးဆောင်ပြီးခြိတက်ခဲ့ပါတယ်။ဒါဟာမြန်မာသမိုင်းမှာအလွန်ထူးခြားတဲ့စစ်စင်ရေးတစ်ခုပါ။ဒါပေမဲ့မြို့တော်ကိုဝိုင်းထားစဉ်အတွင်းမှာပဲဝမ်းနည်းစရာကောင်းတဲ့ဖြစ်ရပ်တစ်ခုကအလောင်းမင်းတရားကြီးရဲ့နောက်ဆုံးခရီးဖြစ်စေခဲ့ပါတယ်။အလောင်းမင်းတရားကြီးရဲ့နတ်ရွာဆံမှုဟာယနေ့တိုင်ဘေးနီးတစ်ခုအဖြစ်ရှိနေပါတယ်။ထိုင်းမှတ်တမ်းတွေကအမြောက်ကွဲတယ်လို့ဆိုကြပေမဲ့မြန်မာရာဇဝင်မှာတော့ယောဂါကြောင့်လို့ဆိုပါတယ်။အမှန်တရားကတော့သူဟာနောက်ဆုံးထွက်တဲ့အထိတိုင်းပြည်အတွက်စစ်မြေပြင်မှာပဲအချိန်ကုန်သွားခဲ့ပြီးမြန်မာနိုင်ငံနယ်စပ်ကော့ကရိတ်မြဝတီလမ်းကြောင်းပေါ်မှာတင်နတ်ရွာဆန်သွားခဲ့ရတာပဲဖြစ်ပါတယ်။အလောင်းမင်းတရားကြီးမပြီးဆုံးခဲ့တဲ့အလုပ်ကိုတားတော်ဆင်ဖြူရှင်မင်းလက်ထက်မှာအောင်မြင်စွာအဆုံးသတ်နိုင်ခဲ့ပါတယ်။1968ခုနှစ်မှာအယုဒ္ဓယမြို့ကြီးမီးဟုံတောက်ပျက်စီးသွားပြီးမြန်မာတွေအောင်နိုင်ခြင်းနဲ့အတူဝင်းရုပ်တစ်ချောင်းမှတည်ဧကရိဖြစ်လာသူဆိုတဲ့တင်စားချက်ဟာယနေ့တိုင်နှစ်နိုင်ငံကြားကြောစမတ်တွင်ခဲ့ပါတယ်။အယုဒ္ဓယလိုအင်အားကြီးတဲ့အင်ပါယာကိုစိန်ခေါ်ခဲ့သူဟာလက်နက်ဆိုလို့ဝင်းရုပ်သာရှိခဲ့တဲ့ရွာငင်လေးရဲ့တကြီးဥဆောင်တဲ့မြန်မာတပ်မတော်ဖြစ်နေခဲ့တာကြောင့်ပါပဲစစ်ပွဲပြီးမှတော့ယူရီးယားရဲ့ရောင်နီတစ်ပြန်လည်စတင်ခဲ့ပါတယ်မျိုးချစ်စိတ်ပြင်းပြတဲ့ယူရီးယားပြင်တပ်စင်ဟာငါတို့မြေဟာဘယ်အခြေအနေမှာဖြစ်ဖြစ်ငါတို့ပိုင်ရမယ်ဆိုတဲ့စိတ်နဲ့မြန်မာတပ်တွေကိုပြန်တိုက်ထုတ်ပြီးအယုဒ္ဓယကိုပြန်သိမ်းပိုက်ခဲ့ပါတယ်ဒါပေမဲ့ပြပုံအတိဖြစ်သွားခဲ့တဲ့အယုဒ္ဓယမြို့ဟောင်းကိုပြန်ပြင်ဖို့မဖြစ်နိုင်တော့တာကြောင့်မြန်မာတပ်တွေဝိုင်းရခတ်တဲ့ပင်လယ်နဲ့နီးတဲ့တွန်ပူကြီးဆိုတဲ့နေရာမှာမြို့တစ်တည်ခဲ့ပါတယ်။ဒါဟာယနေ့ခေတ်အရှေ့တောင်အာရှရဲ့စီကားလာတဲ့ဘန်ကောက်ရွှေမြို့တော်ပေါ်ပေါက်လာစေမဲ့မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ခဲ့ပါတယ်။ယနေ့ခေတ်ထိုင်းနိုင်ငံရဲ့စီကားမှုတွေဟာအယုဒ္ဓယစစ်ပွဲရဲ့အကျိုးဆက်တွေလို့ဆိုနိုင်ပါတယ်။အတိတ်မှာအမျိုးကြီးခဲ့ကြပေမဲ့ခေတ်ကာလပြောင်းလဲတာနဲ့အမျှအတွေးခေါ်တွေကလည်းပိုကျယ်ပြန့်လာခဲ့ပါပြီ။မြမမြေပေါ်ကယူရီးယားတခြင်းတန်တွေနဲ့ယာမာယနာဇတ်တော်တွေဟာကျွန်တော်တို့ရဲ့ယဉ်ကျေးမှုချိတ်ဆက်မှုကိုပြသနေပါတယ်။ကွယ်လွန်သွားပြီဖြစ်တဲ့ထိုင်းဘုရင်ကြီးယာမကိုးကအယုဒ္ဓယပျက်စီးခဲ့ရတာဟာတမိုင်းရဲ့သင်ခန်းစာပဲ။အခုတော့မြန်မာနဲ့ငါတို့ဟာမိတ်ဆွေတွေဖြစ်ရမယ်လို့မိန့်ကြားခဲ့ပါတယ်။သွေးချင်းหนีခဲ့ကြတာတွေကိုသင်ခန်းစာယူပြီးသွေးချင်းမိကြရမယ်ဆိုတဲ့
တန်မိုးရှိတဲ့ချစ်ကြည်ရေးပါပဲယနေ့မန္တလေးနဲ့စကိုင်းဘက်မှာရှိနေတဲ့ယူရီးယားမျိုးနွယ်စုတွေဟာလည်းနှစ်နိုင်ငံချစ်ကြည်ရေးရဲ့ပြရုပ်တစ်ခုအဖြစ်ရှိနေပါတယ်စစ်ပွဲဆိုတာအနိုင်နဲ့အရှုံးရှိစမြဲပါပဲဒါပေမဲ့ဒီသမိုင်းကြောင့်ကတော့မြန်မာနဲ့ထိုင်းနှစ်နိုင်ငံကြားမှာခွဲခြားလို့မရတဲ့ယဉ်ကျေးမှုတန်ရောစင်တွေနဲ့သမိုင်းသင်ခန်းစာတွေကိုခြံထားရစ်ခဲ့တာလည်းဖြစ်ပါတယ်ပုံမြင်သက်ပူပြည့်စုံတဲ့သမိုင်းကြောင်းရှာဖွေသူမောင်ကြိုင်မှဒီဗီဒီယိုလေးကနေနှုတ်ဆက်လိုက်ပါတယ်ဒီအကြောင်းအရာလေးကိုစိတ်ဝင်စားတဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်